ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်နန်းဘူရာဆိုတဲ့ရွာလေးထဲမှာအာတီလို့ခေါ်တဲ့အမျိုးသမီးတယောက်ကနေထိုင်ပါတယ်သူမကလူတွေရဲ့မင်္ဂလာပွဲတွေကိုလိုက်ပြီးတော့ထမင်းဟင်းချက်ပြုတ်ရတဲ့အလုပ်ကိုလုပ်ကိုင်နေအာတီကသူမရဲ့သမီးလေးရှာလူကိုပညာတတ်ကြီးဖြစ်စေခြင်းတဲ့အတွက်ကြောင့်မလို့ဒီမှာအညမနာပင်မဆင်းရဲစွာနဲ့အလုပ်လုပ်ခဲ့ရပါတယ်ဒီနေ့မှာအလုပ်သွားဖို့ပြင်ဆင်နေတဲ့အမေအာတီကိုမြင်တဲ့သူ့ရဲ့သမီးလေးရှာလူကစိုးရိမ်တကြီးနဲ့မေးမြန်းလိုက်ပါတယ်အမေကဒီလိုပွဲလမ်းသဘင်မရှိတဲ့အချိန်မျိုးတွေမှာတော့အမေကပင်မဆင်းရဲတဲ့အလုပ်မျိုးတွေကိုမလုပ်ပါနဲ့တော့ရပါတယ်သမီးရဲ့အမေကပင်မတာမဟုတ်ပါဘူးအမေအရင်ဆုံးထိုင်ပြီးတော့နားလိုက်ပါအောင်အမေကမနဲ့အစောကြီးကလေးကအလုပ်ကိုသွားရတာဆိုတော့ပင်မနေမှာပေါ့အမေအတွက်သမီးရေတစ်ခွက်ယူခဲ့ပါတယ်ရေတောက်ပြီးသွားတဲ့နောက်မှာတော့ရှာလူကမိဖို့တွေကိုဝင်သွားပြီးတော့ထမင်းဘက်ကန်တစ်ချက်ယူလာခဲ့ပါတယ်အမေသမီးဘယ်တော့မှအစာစားရမှာလဲသမီးရှာလူထမင်းနဲ့ကြက်ဥကြော်တဲလာခဲ့ပြီရှာလူကသူကိုယ်တိုင်ထမင်းနဲ့ကြက်ဥကြော်ကိုချက်ပြုတ်လာခဲ့တာဖြစ်တယ်ရှာလူသမီးဘာဖြစ်ချင်နေတာလဲအိမ်မကအလုပ်သမားရှိနေတာပဲကိုသမီးဘွဲရဖို့အထိပညာသင်နိုင်ဖို့အမေကပတ်စံတွေစုထားတာသမီးရဲ့လက်တွေကိုဂျုံနဲ့ထုတ်ထဲကိုမချခိုင်းသေးဘူးနော်အာကြီးကသူ့ရဲ့သမီးကိုစူပူတဲ့ပုံစံနဲ့ပြောလိုက်ပါတယ်ဂျာရီအားလုံးပြစ်ထားပြီးစာကိုပဲအာယုံဆိုင်ပါသမီးရဲ့ဒီအိမ်လုပ်တွေကိုအမေပဲလုပ်ပေးရစေစိတ်မရှိပါနဲ့အမေသမီးကဒီနေ့အမေအတွက်ကိုယ်တိုင်အစားအစာလေးချက်ပြုတ်ပေးချင်လို့ပါကြော်ပြီးသမီးရဲ့အမေဘော်ကိုဒီလောက်ထိဂယုစိုက်ပြီးတဲ့သမီးလေးကိုပိုင်ဆိုင်ရတာကအမေခုံယူပါတယ်ကဲအမေတို့ထမင်းမြန်စားရအောင်အာကြီးကသူမရဲ့သမီးလေးကိုပြောလိုက်ပြီးတော့သမီးနဲ့အတူတူထမင်းစားပါတယ်နောက်နေ့မနက်မှာတော့ဟဲ့ရှာလို့ဒီနေ့သမီးချောင်းပိတ်တယ်နော်သမီးအိမ်မှာပဲနေပြီးတော့အိမ်ကိုစောင့်ရှောက်ပေးပါဟုတ်ကဲ့ပါအမေကရောဘယ်ကိုသွားမို့လဲအမေဒီနေ့အလုပ်ထက်ရှာမလို့တနေ့ရမှချက်ပြုတ်တဲ့အလုပ်တစ်ခုရတော့ပါတယ်သူ့ရဲ့သမီးကိုပြောဆိုပြီးတော့အာကြီးကိုအလုပ်ရှာဖို့အတွက်ထွက်သွားပါတယ်ရှာလူကတော့စိတ်ထဲမှာတခုခုကိုတွေးတောနေပါတယ်ဘာတွေဖြစ်နေတာလဲဘာလို့များဒီလိုတွေဖြစ်နေရလဲကြော်ပါတော့ပညာတတ်မှလူဖြစ်တာမဟုတ်ဘူးငါရဲ့ချက်ပြုတ်လိုတဲ့ဝါသနာကိုအတမွေးဝမ်းစားအဖြစ်ပြောင်းလဲပြီးတော့နမိတ်ကြီးအောင်လုပ်ပြမယ်အဲ့လိုလုံးမှပဲငါပြည့်စင်တဲ့စိတ်ဆန္ဒကိုဖြည့်ဆည်းပေးနိုင်မှာညနေရောက်တော့အာဒီကလက်ပလာနဲ့အိမ်ကိုပြန်ရောက်လာပြန်ပါတယ်ဒါကိုမြင်တဲ့ရှာလူကသူ့ရဲ့အမေကိုစကားပြောလိုက်တယ်အမေသမီးတို့မင်္ဂလာပွဲအတွက်စုဆောင်းထားတဲ့ပတ်စံအနေငယ်ကိုတုံးပြီးတော့ထမင်းဆိုင်လေးဖွင့်ရအောင်လေအမေကပဲအချိန်ထိသူများအိမ်မှာလာပြီးတော့ချက်ပြုတ်နေအောင်ပါလေသူများအတွက်စူးစမ်းအားထုတ်ရတဲ့ပင်ပန်းမှုကိုအတွက်ဘာလို့မလုပ်ဆောင်တာလဲကျမတို့ကိုပိုင်ဆိုင်လေးဖွင့်ပြီးတော့နှစ်ယောက်သားအတူတူလောက်ကင်ပြီးတော့အောင်မြင်အောင်လုပ်ကြမယ်လေအိုးသမီးအမေသားငါသမီးလေးအတွက်ဆူထားတဲ့ပတ်စံနဲ့ထမင်းဆိုင်ဖွင့်တာကိုလူတွေကဘာပြောကြမလဲပုံရင်းချင်းကိုလည်းငါမျက်နှာကိုဘယ်လိုပြရမလဲရွာထဲမှာလည်းထမင်းဆိုင်နှစ်ဆိုင်ရှိနေတာဆိုတော့အမေတို့ဆိုင်ကိုဘာလို့လူတွေကလာစားကြမှာလဲအမေရဲ့လူတွေနဲ့လူအတိုင်းဝိုင်းကဘာပဲပြောပါသူတို့ကကျမတို့ကိုထမင်းကျွေးနေတာမှမဟုတ်တာအဲ့ဒီထမင်းဆိုင်နှစ်ဆိုင်ကလည်းပဲဟင်းနဲ့ထမင်းကလွဲလို့တခြားဘာမှမချက်တတ်ကြဘူးကျမတို့ရဲ့ချက်ပြုတ်တဲ့အရေးချင်းတွေကိုသာတုံးပြီးတော့အန်ဩစရာကောင်းတဲ့အရသာရှိတဲ့အစားအစာတွေချက်ပြုတ်ပြီးတော့လူတိုင်းရဲ့နှလုံးသားကိုသိမ့်ပိုက်ကြမယ်လေဒါဆိုရင်ဖောက်တယ်တွေအားလုံးကကျမတို့ဆိုင်ကိုပဲလာစားကြမှာဟုတ်ပါပြီကောင်းပြီဒါပေမဲ့သမီးစာကိုတော့အာယုံဆိုင်ရမယ်နော်အဲ့ဒီနောက်မှာတော့အာကြီးကရှာလူရဲ့မင်္ဂလာပွဲအတွက်စုထားတဲ့ပတ်စံနဲ့ထမင်းဆိုင်လေးတစ်ဆိုင်ကိုဝယ်လိုက်ပါတယ်ရှာလူသမီးလေးအခုလိုစုထားတဲ့ပတ်စံတွေနဲ့ထမင်းဆိုင်လေးကိုဝယ်ခဲ့တာကတော့မှန်ပါတယ်ဒါပေမဲ့ဖောက်တယ်တွေကိုဆွဲဆောင်နိုင်မှုအတွက်ဘာတွေချက်ပြုတ်ပြီးတော့ရောင်းချရမလဲအမေထမင်းနဲ့ကြက်ဥကြော်ပြီးတော့ပရိုတိန်းတက်ကျွဲသွားတဲ့ဘရန်ဒါထမင်းတွေကလူတိုင်းကိုကျန်းမာစေမှာနောက်ပြီးတော့တခွားသီးတိုးစရာနဲ့ဂူလာပ်ဂျာမွန်မုတ်ကိုလုံးဝအခမဲ့ပေးမယ်လေရှလုံနဲ့အာဂျီတို့ကဖောက်တယ်တွေကိုထမင်းကြက်ဥကြော်နဲ့ဘွန်ဒီရာအီတာတို့ကိုချိုးချင်းအဖြစ်ဂူလာပ်ဂျာမွန်နဲ့အတူတူလိုက်လံကျွေးမိပါတယ်လူတိုင်းကသူတို့ရဲ့အစားအစာကိုအရန်နှစ်သက်ပြီးတော့ဒီစင်းနှုံနည်းနည်းလေးနဲ့အခုလိုအရသာရှိရှိစားရတာကိုတကယ်ကံကောင်းတယ်လို့မှတ်ယူလိုက်ကြတယ်အမမင်းလိုက်ရကတကယ်ကိုအရသာရှိတယ်အာကြီးအမကြီးမင်းကဒီလိုတော်တဲ့သမီးလေးကိုပိုင်ဆိုင်ထားလို့ကံကောင်းတာပဲဆိုင်ကိုလာတဲ့လူတွေများကြီးကရှာလူတို့ကိုချီးကျူးကြတယ်မကြခင်မှာပဲသူတို့ရဲ့ထမင်းဆိုင်ကတပါလုံးမှာလည်းမဲအလွန်ကြီးလာပြီးတော့ဖောက်တယ်တွေလည်းပြုံတိုးလာပါတယ်ရှာလူနဲ့အာဂျီတို့ရဲ့ဆိုင်က
ကောင်းမွန်ဖြစ်လာတာကိုမြင်တော့တခြားထမင်းဆိုင်ပိုင်ရှင်တွေကမနာလိုဖြစ်ကုန်ပါတယ်။နောက်တနေ့မှာတော့မန်ကင်မဆိုတဲ့ထမင်းဆိုင်ပိုင်ရှင်ကသူ့ရဲ့လူ2ယောက်ဖြစ်တဲ့ဂျာကူးနဲ့ကာလူတို့ကိုရှာလူရဲ့ဆိုင်ကိုဆေးလုပ်ပြီးတော့မှရှာလူရဲ့အမေအာကြီးကိုဆဲဆိုပြီးတော့မကောင်းဆိုးဝါးလို့ဆက်ဆံကြပါတယ်။ဒီဆိုင်ကိုအမြင်မပိတ်ဘူးဆိုရင်ဘေးဒုက္ခအန္တရာယ်တွေကြုံရနိုင်မယ်။ကောင်လေးတွေကဆိုင်ပိတ်ဖို့အတွက်အဲ့လိုချင်းချပြီးတော့ပြောဆိုပါတယ်။နင်တို့ဒီထမင်းဆိုင်ကိုအမြန်ပိတ်လိုက်မဟုတ်ရင်ဘာဖြစ်မယ်ဆိုတာနင်တို့သိရနော်။အဲဒီခါမှာအာကြီးကကြောက်ရွံ့ခြင်းမရှိဘဲနဲ့ခက်တင်းတင်းပြန်ပြောလိုက်ပါတယ်။သွားဒီလိုချင်းချမှုမျိုးကိုတခြားသူကိုပဲသွားပြောမဟုတ်ရင်နင်တို့2ယောက်နဲ့ရင်းကိုအချက်ကောင်းတဲ့အပိတ်ခံရပြီးတော့ဘယ်သူမှဂျာကုန်းနဲ့ကာလူကိုခွဲခြားသိနိုင်တော့မှာမဟုတ်ဘူး။စောင့်နေလိုက်အောင်နင်တို့ကရဲခေါ်ပြီးတော့နင်တို့ရဲ့မာနကိုထုတ်ပြနေရပေါ့။ချင်းချောက်ပြောဆိုပြီးတော့ထွက်သွားကြပါတယ်။သူ့လူတွေအရှက်ရပြီးတော့ပြန်လာတာကိုမြင်တော့မန်ကင်မီကဒေါသထွက်သွားတယ်။သူကဒီလူစုတွေနဲ့ဘာလို့သွားရှုပ်အောင်လုပ်နေရလဲ။အဲ့ဒီစားငါတို့ပဲရော်ကြေးရအောင်စူးစမ်းခဲ့ရမှာ။မန်ကင်မီကဈေးပေါ်ကျုပ်ရွယ်စားရှိတဲ့ကြောက်တုံးသေးသေးလေးတွေကိုယူလာပြီးတော့အဖြူရောင်ဆေးရည်တောက်လိုက်တယ်။ညရောက်တော့သူကရှာလူတို့ရဲ့ထမင်းဆိုင်ကိုသွားပြီးတော့မှအဲ့ဒီဆေးတုပ်ထားတဲ့ကြောက်တုံးတွေကိုကျုပ်ဥတွေနေရာမှာလဲလှယ်ထားလိုက်ပါတယ်။နောက်တနေ့မနက်မှာအာဒီနဲ့ရှာလူတို့ကကျုပ်ဥထမင်းလုပ်ဖို့အတွက်ပြင်ဆင်နေချိန်ရှာလူရဲ့မျက်စိကအဲ့ဒီကျုပ်ဥအတုတွေပေါ်ကိုကျရောက်သွားတယ်။ဒီကျုပ်ဥတွေကဘာလို့ဒီလောက်ထိအလေးကြီးဖြစ်နေရတာလဲ။ရှာလူကအတွေးများစွာနဲ့ကျုပ်ဥတွေကိုကကြည့်လိုက်တဲ့အချိန်မှာပဲအပြစ်မှန်ကိုသိလိုက်ရပါတယ်။အိုးဆေးတွေထွက်ကြလာတာ။ဒါကဘာလဲ။ဒါကကြောက်တုံးပဲဖြစ်မယ်။အမေဒါမန်ကင်မီရဲ့လက်ချက်ဖြစ်ရမယ်။ကောင်းလိုက်တာသမီးရဲ့ဘာလို့မစစ်ဆေးပဲလောက်တက်တဲ့သမီးရဲ့အကျင့်ကကောင်းတယ်။မဟုတ်ရင်ဒီနေ့ဘာတွေများဖြစ်ကုန်မလဲမသိဘူး။သမီးကတကယ်တော်လွန်းနေပါပြီ။အမေဒီညသမီးကိုယ်တိုင်ဆိုင်ကိုစောင့်ကြမယ်။ပြီးတော့မန်ကင်မီရဲ့ဆိုင်ကိုပိတ်ပစ်အောင်လုပ်မယ်။အဲ့ဒီတော့ဒီမှာပဲမန်ကင်မီကလည်းအာဂျီရိုရဲ့ဆိုင်တစ်ခုခုဖြစ်နေမလားဆိုပြီးတော့အပြိုးမှာစောင့်နေပါတယ်။မန်ကင်မီကအချိန်တစ်ခုကြာအောင်စောင့်ဆိုင်နေပေမဲ့လည်းဘာမှဖြစ်မလာတာကြောင့်မလို့သူ့ကြံစီပြတ်သွားမှန်းကိုသတိထားလိုက်မိပါတယ်။အဲ့ဒါကြောင့်ပဲသူဟာဆိုင်ထဲကထမင်းစားနေတဲ့သူစီကိုလာပါတော့တယ်။ဒီဆိုင်ထဲမှာဘာမှလည်းမဖြစ်ပါလား။လူတွေကလည်းအပြည့်ပဲ။ဒီစားစာတွေကတကယ်ကိုအရသာရှိတာပဲလို့ပြောတဲ့နေကိုကြားလိုက်ရတယ်။ဒါကဘလို့ဖြစ်နိုင်မှာလဲ။ငါအကြံစီပြတ်သွားပြီထင်တယ်။မန်ကင်မီကအဲ့လိုတွေးတောလိုက်တယ်။မဟုတ်ဘူး။ဒီနေ့ကအကြံစီတစ်ခုနဲ့စမ်းကြည့်ရမယ်။ညနေပိုင်းမှာတော့မန်ကင်မီကအပြောင်ကျောက်စရိခဲလေးတွေကိုယူပြီးတော့မှရှာလူတို့ဆိုင်ကိုပြန်သွားပါတယ်။ဒီနေ့တော့ဒီကျောက်စရိခဲလေးတွေကိုထမင်းနဲ့ရောထည့်ပြီးတော့ဒီမီနဲ့သမီးရဲ့ထမင်းဆိုင်ဘယ်လိုဖြစ်လာမလဲဆိုတာကိုစောင့်ကြည့်မယ်။မန်ကင်မီတရားထမင်းနဲ့ကိုကျောက်စရိခဲတွေထည့်နေတဲ့အချိန်မှာပဲရှာလူနဲ့အာဂျီတို့ကခိုးဆောင်ကိုဝမ်းနဲ့စောင့်ကြည့်နေကြပါတယ်။အချိန်ကောင်းကိုစောင့်ပြီးတာနဲ့သူတို့2ယောက်သားကမန်ကင်မီကိုလက်ရဖမ်းဆီးလိုက်ကြပါတယ်။ရှာလူကဖြစ်ရတဲ့ခုလုံးကိုသူ့ရဲ့ဖုန်းထဲမှတ်တမ်းတင်ရိုက်ကူးထားခဲ့ပြီးတော့ရဲတွေကိုလည်းချက်ချင်းခေါ်လိုက်တယ်။မန်ကင်ဦးလေးတကယ်လို့ဦးလေးကကျမတို့ကိုတကယ်ပြိုင်ချင်နေဆိုရင်ပူပွလင်းလင်းပြိုင်မှာဒီလိုမျိုးမတန်မာတဲ့နီလန်းတွေကိုဆက်သုံးနေရင်တော့အကျိုးဆက်ကိုခံစားရပါလိမ့်မယ်။ရှာလူကမန်ကယ်ပြပြတတပြောလိုက်ပါတယ်။အဲ့လိုတွေဖြစ်ပြီးတော့နောက်နေမှာတော့ရှာလူနဲ့အာဂျီတို့ကသူတို့ရဲ့လောက်ကိုပုံမှန်အတိုင်းပဲပြန်လည်ပတ်ကြတယ်။ရန်နေငယ်ကြပြီးတဲ့နောက်မှာရွာထဲမှာစားတောက်ဆိုင်ပြိုင်ပွဲတစ်ခုကျင်းပပါတယ်။ဆူရှင်ကိုရူဘီ9သိန်းတိချင်းမြင့်မယ်လို့လည်းကြေညာထားတယ်။ရှာလူကလည်းဒီပြိုင်ပွဲမှာပါဝင်ပြီးတော့သူမရဲ့နာမည်ကြီးစက်ဥထမင်းချက်နီးကိုပြင်ဆင်ပါတယ်။ခလီမလေးဒီလိုရိုးရှင်းတဲ့ဟင်းပွဲကိုဘာလို့ရွေးချယ်တာလဲ။ဒီဟင်းပွဲကပြိုင်ပွဲကနေပယ်စားခံရမယ်ဆိုတာတခါတည်းမစင်းစားမိဘူးလား။ကျမရဲ့ဒီဟင်းကအစွမ်းစားနဲ့ခွန်အားရှိတယ်။ဒါကြောင့်ကျမရဲ့ဆိုင်ကရွာတရွာလုံးမှာနာမည်ကြီးနေတာလေ။ဒါကြောင့်ဒီဟင်းကိုလှုပ်တင်နေထင်လို့ပါ။ဒိုင်လူကြီးတွေကရှာလူရဲ့ဟင်းပွဲကိုရိုးရှင်းတဲ့ဟင်းပွဲလို့ထင်ထားပေမဲ့လေတကယ်တမ်းမြည်ဆန်းကြည့်လိုက်တဲ့အခါမှာအယမ်းကိုအံ့ဩသွားပါတယ်။ဒီဟင်းပွဲကတကယ်ကိုအံ့ဩစရာကောင်းပြီးတော့အရသာလည်းရှိတယ်။ဒီလိုအရသာရှိတဲ့ကြက်ဥထမင်းကိုတခါမှမစားဘူး။သမီးရဲ့ဒီကြက်ဥထမင်းချက်နီးကိုကျွန်တော်ဟိုတယ်မှာအကောင့်ထဲပေါ်ခြင်းလို့ဟင်းချက်နီးကိုမျှဝေပေးနိုင်မလား။ဟုတ်ကဲ့ကျမရဲ့ကြက်ဥထမင်းချက်နီးကိုဒီလိုဟိုတယ်ကြီးမှာချက်ပြုတ်ခွင့်ရမယ်ဆိုရင်ကျမအတွက်ခုံယူစရာပါ။ဒိုင်လူကြီးတွေကရှာလူအတွက်အစုချင်းငွေအပြင်ချက်ပြုတ်နေအတွက်ပါထပ်ဆောင်ပြီးတော့အစုငင်းငွေပေးမယ်လို့ကတိပေးလိုက်ပါတယ်။ရှာလူကပြိုင်ပွဲမှာအနိုင်ရပြီးတော့သူတို့ရဲ့စားတောက်ဆိုင်ကလည်းအရင်ကထပ်ပို့ပြီးတော့တောင်ကောင်းမွန်လာပါတယ်။အာဂျီနဲ့ရှာလူတို့ရဲ့ကံကြမ္မာကလည်းအခုဆိုရင်ပြောင်းလဲသွားပြီးတော့ရွာထဲမှာသူတို့ရဲ့ကိုယ်ပိုင်ဟိုတယ်ကြီးကိုဖွင့်လှစ်နိုင်ခဲ့ကြတယ်။သူတို့ရဲ့ချက်ဥချမင်းအတူဟင်းပွဲကိုတော့
နေ့စဉ်နေ့တိုင်းရောင်းချတယ်။အချိန်ကြာလာတာနဲ့မျှခရီးသွားတွေကသူတို့ဟိုတယ်မှာတဲခိုချပြီးတော့နာမည်ကြီးကြက်ဥထမင်းတွေကိုစတောက်ကြပါတယ်။ခရီးသွားရောရွာသားတွေကပါသူတို့ရဲ့ကြက်ဥထမင်းရတာကိုမြည်ဆန်းနိုင်အောင်လို့အစားအစာစင်းလုံးကိုလည်းချိုးသားစွာနဲ့ထားရှိပါတယ်။အဲ့လိုနဲ့ပဲချာလူနဲ့အာဂျီတို့ကဟိုတယ်လုပ်ငန်းကိုလည်းအောင်မြင်စွာလုပ်ကိုင်နိုင်ခဲ့တယ်။ချာလူကစာတင်ကြားရေးကိုလည်းအပြည့်အဝအာရုံစိုက်ပြီးတော့အမှတ်ကောင်းနဲ့ပဲစာမပွဲတွေကိုလည်းအောင်မြင်ခဲ့ပါတယ်။ ဟုတ်ကဲ့ပါရှင်ဇလန်လေးကိုကြားနေတတ်တယ်ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါအောင်နော်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်